တွေမှာတွေ့နေတဲ့နီပါဗိုင်းရပ်ကဘယ်လိုမျိုးကူးစက်တတ်တယ်လဲပြီးလို့ရှိရင်ဘယ်လိုမျိုးကာကွယ်မှုတွေလုပ်သင့်လဲဆိုတာကိုကျွန်တော်ဒီနေ့ပြဝေပေးသွားမှာပဲဖြစ်ပါတယ်နီပါဗိုင်းရပ်ကဆိုလို့ရှိရင်အဓိကကူးစက်တဲ့တရားခံကဆိုလို့ရှိရင်လင်းနိုတွေဖြစ်ပါတယ်အဲ့ဒီလင်းနိုတွေကနေပြီးတော့တဆင့်တလိษံချင်းချင်းကူးစက်နိုင်ပါတယ်ခင်ဗျလင်းနိုတွေသွားလာရာကနေပြီးတော့ဝက်တို့ကြက်တို့နော်စိတ်တို့မြင်းတို့ခွေးတို့ကြောင်တို့ဒီလိုမျိုးတလိษံတွေသွားလာရမှာတို့ရဲ့အညစ်အကြေးတွေဖြစ်ဖြစ်စီးဖြစ်ဖြစ်ချွေးဖြစ်ဖြစ်ပေါ့နော်တလိပ်ဖြစ်ဖြစ်ဒီလိုမျိုးစွန့်ချခဲ့လိုက်တဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီတလိษံတွေကနေတဆင့်ကူးစက်နိုင်ပါတယ်နောက်တစ်ချက်ကကြတော့လင်းတို့တွေကအသီးစားတဲ့တတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့စားထားတဲ့အသီးပေါ့နော်အသီးကြံကိုစားမိတာပဲဖြစ်ဖြစ်ကူးစက်နိုင်ပါတယ်ခင်ဗျနောက်တစ်ချက်ကကြတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းထရေပေါ့နော်ထရေတောက်ကြတယ်ထရေကိုပေါ့နော်ထမ်းပင်မှာခံထားတဲ့အခါမျိုးတွေရှိတယ်ပေါ့နော်အဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်လင်းတို့ကထရေဝင်တောက်တဲ့အခါမှာသူတို့ရဲ့ချွေးပေါ့နော်စရွေးစီဒီလိုမျိုးအရာတွေကနေပြီးတော့ထရေအိုးတွေမှာကန့်ညိနေတာတို့ထရေထဲမှာဝင်ကြံခဲ့တာမျိုးတွေဖြစ်နိုင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ထရေတောက်ချင်းဖြင့်လဲဒီပါယောဂကူးစက်နိုင်ပါတယ်ခင်ဗျလူချင်းချင်းကူးစက်မှုကကြတော့နီပါဗိုင်းရပ်ယောဂဖြစ်နေတဲ့သူနဲ့အနီးနားမှာရှိတဲ့သူတွေကဆိုလို့ရှိရင်စရွေးချွေးစီတွေ့ဒီလိုမျိုးအရာတွေနဲ့ထိတွေ့ကိုင်တွယ်မိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ယောဂကူးစက်နိုင်လို့များပါတယ်ခင်ဗျအခုလိုယောဂကျညာနေတဲ့အချိန်တွေမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကိုက်ရာပိုးပေါက်ရာပါတဲ့အသီးတွေကိုလုံးဝမစားပါနဲ့ခင်ဗျပိုးပေါက်ရာလွတ်တဲ့အသီးတွေကိုမိတ်ဆွေတို့အနေနဲ့စားမယ်ဆိုလို့ရှိရင်လည်းတေချာရေးစေးကြောတန့်စင်မှုလုပ်ပါပြီးလို့ရှိရင်အခွန်ကိုမစားပါနဲ့အခွန်ခွာပြီးမှအသီးကိုစားပါခင်ဗျအခုအိန္ဒိယမှာဖြစ်နေတဲ့နီပါဗိုင်းရပ်ယောဂပိုးကျညာနေတဲ့အချိန်ဖြစ်နေတော့အချိန်မှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့တိရစ္ဆာန်တွေကိုကင်တွယ်ထိတွေ့တဲ့အခါမှာဆိုလို့ရှိရင်ထိတွေ့ပြီးတာနဲ့လက်ကိုစင်ကြယ်စွာဆေးကြောပါခင်ဗျပြီးလို့ရှိရင်ဝက်သားတွေမှာဆိုလို့ရှိရင်လည်းဒါပါရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝက်သားစားခြင်းကိုလည်းရှောင်ကျဉ်ပေးဖို့လိုအပ်ပါတယ်ခင်ဗျနောက်ထပ်ပေါ့နော်ထရေတောက်တဲ့သူတွေအနေနဲ့ထရေအစိမ်းတောက်ခြင်းကိုလုံးဝရှောင်ကျဉ်မှုလုပ်ပေးပါခင်ဗျမြန်မာနိုင်ငံမှာရှိတဲ့သူတွေအနေနဲ့ကာလကတားမျိုးကိုတွာလာခြင်းကိုရှောင်ကျဉ်သင့်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့အိန္ဒိယနိုင်ငံကမြန်မာနိုင်ငံနဲ့ထိစပ်နေတာလည်းဖြစ်တယ်ပြီးလို့ရှိရင်မြန်မာနိုင်ငံမှာလည်းလင်းတို့တွေပေါ့နော်တွာလာနေထိုင်မှုတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကူးစက်နိုင်တော့မြန်မာနိုင်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကြိုတင်ကာကွယ်တဲ့အနေနဲ့မိမိတို့ရဲ့နေထိုင်တွာလာမှုတွေကိုစနစ်တကျနေထိုင်ဖို့လိုအပ်ပါတယ်မိတ်ဆွေတို့အနေနဲ့အသီးစားတဲ့နေရာမှာရောအသားစားတဲ့နေရာမှာရောထရေတောက်မှုတွေဒီလိုအရာမျိုးတွေကိုကြိုတင်ပြီးတော့ကာကွယ်ရှောင်ကျဉ်သင့်ပါတယ်ခင်ဗျလူထူထပ်တဲ့နေရာကိုသွားမယ်ဆိုလို့ရှိရင်လည်းနှာခေါင်းစည်း mask တပ်ပါခင်ဗျပြန်လာပြီဆိုလို့ရှိရင်လက်ကိုတေချာစစ်ကြောတန့်စင်မှုလုပ်ပါပြည့်တွေဖုံမုံတွေရွှွမုံတွေဒီလိုမျိုးအရာတွေကိုကင်တွယ်တဲ့အခါမှာဆိုလို့ရှိရင်လည်းအတေချာလက်ကိုစစ်ကြောတန့်စင်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အခြားသောမတည်သေးတဲ့တငယ်ချင်းတွေကိုလည်းသိရှိသွားအောင် share ပေးသွားပါဦးခင်ဗျအားလုံးပဲကျမ်းမာပျော်ရွှင်ပြည့်စုံတဲ့ဘဝတွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ